ကြည်စံတောင်းကမျိုးသမီးရဲ့အင်ဂျီတွေကိုရှော့ကနေဝင်သွားတယ်။သူမလည်းပြပြတလဲနဲ့အဝတ်စားတွေကိုခါချပေမဲ့ကြည်စံကလက်ထဲမိမလာပဲအုံနေတော့ပဲဟန်ချက်ပြက်ပြီးလဲတော့မဲ့အချိန်ကြမှာကြည်စံကအောက်ကိုကျလာပြီးဘောင်းဘီတွေကိုတန်းကနေထပ်ဝင်သွားပြန်ရောတစ်ဖက်မှာလည်းသူမရဲ့အဖေကရှေ့ကလမ်းကိုပဲအာယုံစိုက်ထားရပြီးကားကထိမရပဲလမ်းဘေးကချန်စီယိုကိုတိုက်ကရထားလမ်းဘက်ကိုဝှေ့ရမ်းပြီးလွင့်ထွက်သွားတယ်အရှိန်နဲ့မောင်းလာတဲ့ရထားကြီးကသူတို့စီတန်းတန်းမတ်မတ်ပြေးဝင်လာပေမဲ့နောက်ဆုံးစက္ကန့်မှာသူကစတီယာရင်ကိုအားကုန်လဲချလိုက်လို့ရထားလမ်းဘေးတင်ကပ်ပြီးရက်သွားနိုင်ခဲ့တယ်မျိုးသမီးလည်းနောက်ဆုံးတော့ကြည်စံကိုပြန်ရှာတွေ့သွားပြီးနှစ်ယောက်သားလူစုပြန်ဖွဲ့လိုက်ကြတယ်သူတို့ကတော့စုကျေးစားလူဖမ်းသမားတွေပါဒီညရဲ့ပြစ်မှတ်ကတော့မူရစေကုန်ကူသူကျွန်းရပဲဖြစ်ပါတယ်တာဝန်မစခင်စိတ်ကန်းကိုတော်မှာသူတို့နှစ်ယောက်တွေ့ဆုံကြတဲ့အခါအမျိုးသားကအပေါ်သွားခြင်းနေဆိုပြီးထွက်သွားတယ်အတော်ကြာတဲ့အထိပြန်ထွက်မလာတော့မျိုးသမီးကစိတ်မရှိပဲအိမ်လာတဲ့အထိလိုက်ဝင်သွားရောအဲ့ဒီမှာနေကိုရေးကိုရာလေးတော့ပေးပါအောင်လို့သူကပြောတော့သူမကပောက်ကွဲပါလေရောသူဟာအမြဲတမ်းတာဝန်တွေကိုဖျက်ဆီးတတ်ကြောင်းနဲ့သူမအနေနဲ့နောက်မီးဆွဲဘဝမှာမနေချင်တော့ကြောင်းဒေါသတကြီးအော်ဟစ်ပါတော့တယ်သူတို့အခြေတင်စကားများနေတော့ဂျွန်ရဲ့ရင်ထဲရောက်လာတယ်အိမ်သားတွေကအတန်တွေကိုကြားသွားတဲ့ဂျွန်ရဲ့လူတွေကဝိုင်းထားလိုက်ကြတယ်သူတို့နှစ်ယောက်ဘောင်းမီတောင်နိုင်ပြန်ဆွဲတင်ရသေးတယ်တနက်တန်တွေကစူညံသွားတာပဲအိမ်သားကန်းတွေကိုဖောက်ထွက်ပြီးကြည်စံတွေကမိုးရွာသလိုကျလာတဲ့မျိုးသားကသူမကိုမြေပြင်ပေါ်ဆွဲလဲလိုက်လို့ကြည်စံတွေကခေါင်းပေါ်ကနေဝဲပြန်သွားခဲ့တယ်မျိုးသမီးကခွင့်ရရတာနဲ့ထွက်ပြီးပထမတစ်တုပ်ကိုအသေးသက်လိုက်တယ်ဒါပေမဲ့တိုက်ပွဲကမပြီးသေးဘူးနောက်ထပ်တနက်သမားတွေထပ်ဝင်လာပြန်တဲ့ရန်သူကိုပြန်ပစ်နေတော့မှပဲချင်းချက်ညီအောင်သူမကသူ့မျက်နှာပေါ်ခွတ်ထိုင်ပြီးပြည့်ရတဲ့အထိဖြစ်သွားတယ်ရုတ်တရက်လက်ပစ်ပုံတစ်လုံးလိမ့်ဝင်လာတော့သူမကအမြန်ကောက်ပြီးပြန်ပစ်လိုက်တယ်ဒါပေမဲ့မျိုးသားကတော့သူမရဲ့အနေထားကြောင့်မျက်စိကွယ်နေပြီးရန်တန်းပစ်ခတ်ရင်သူမကိုယ်တော်ထိလို့နီးပါးဖြစ်သွားခဲ့တယ်နောက်ဆုံးတစ်တုပ်ကပြစ်ဖို့ပြင်နေချိန်မှာသူမကတော့အတော်လေးဒေါသထွက်နေပါပြီသူကတော့ကျန်တဲ့ရန်သူတွေကိုအပိုင်ပစ်ပြီးဖြုတ်ချနိုင်ခဲ့တယ်ကိုရောင်ကြီးတစ်ခုလုံးပြင်းငိမ့်သက်သွားပြီးအားလုံးပြီးပြီလို့ထင်နေချိန်မှာပဲဂျွန်ကထွက်လာတယ်သူကမောင်းခလုတ်ကိုဆွဲလိုက်ပေမဲ့အိုးဟတ်တကောင်ကဘေးကိလုံချုံရေးခလုတ်စိတ်တီခဲညက်နေလို့ပြစ်မရဖြစ်သွားတယ်မျိုးသားကပြန်ပစ်ပေမဲ့လွဲသွားပြန်ရောနောက်ဆုံးမှာတော့မျိုးသမီးကစိတ်မရှိတော့ပဲတနက်ကိုမြှောက်ပြီးဂျွန်ကိုတစ်ချက်တည်းနဲ့အပြစ်ရှင်းလိုက်ပါတော့တယ်